ဘုရားဘာသာဖြစ်ဖို့အရေးအကြီးဆုံးတစ်ခုတည်းကိုရွေးပြပါဆိုရင်ဘာပြအောင်ဘာကိုဘုရားဘာသာလို့ခေါ်ရမလဲဘုရားဘာသာဖြစ်ဖို့အဓိကအချက်ကဘာလို့ဆိုကံကံဤအကျိုးကိုငြင်းပယ်မှုမရှိပဲလက်ခံခြင်းပဲကံကံဤအကျိုးကိုငြင်းပယ်တယ်ဆိုရင်ဘုရားဘာသာမဖြစ်ဘူးအဲ့ဒါဘုရားဘာသာရဲ့အဓိကအချက်ကကာမတက္ကတသမ္မာဒိဋ္ဌိပဲဖြစ်တယ်ပေါ့ကံဒီသာလင်ကိုလှုပ်တာဖြစ်သည့်အတွက်ကြောင့်ကိုယ်နဲ့သက်ဆိုင်တယ်ကိုလှုပ်တာကိုရမယ်ဆိုတဲ့ဒီအမြင်မှန်ဟာဘုရားဘာသာဖြစ်ဖို့အတွက်အခြေခံဘာကြောင့်ဒါကိုပြောရတာတုံးလို့ဆိုရင်မြတ်စွာဘုရားကဝိနည်းသိက္ခာပုဒ်ထဲမှာယဟန်တွေကိုဆုံးမထားတဲ့ဥပဒေတစ်ခုရှိတယ်ဘာသာခြားပရပိုက်ဖြစ်စေဘာသာခြားအညဒိဋ္ဌိယပုဂ္ဂိုလ်တူဟာသူတို့အညဒိဋ္ဌိယဘာသာမှာဘုန်းကြီးယဟန်ဝတ်လာတယ်ပေါ့သိတာအောင်ပြောရမယ်ဆိုရင်အဲ့ဒီဘုန်းကြီးဝတ်ကြီးနဲ့ဘာသာကူးပြောင်းလာပြီဆိုလို့ရှိရင်မြတ်စွာဘုရားလေးလားဆောင်ခိုင်းတယ်ချက်ချင်းယဟန်ခံဝင်ပေးဘူးချက်ချင်းဝင်ခွင့်မပေးဘူးယဟန်ခံမပေးဘူးလေးလစောင့်ကြည့်တာခံအဲ့ဒီလေးလစောင့်ကြည့်ပြီးတော့မှသူ့ရဲ့စိတ်ဆန္ဒတွေကြိုးပမ်းအထောက်မှုတွေစိတ်ဓာတ်တွေခိုင်မာတာကိုသိပြီဆိုတော့မှဘုရားဘာသာယဟန်တော်ဖြစ်ခံရစေတယ်ပေါ့ဒီလိုဆိုတယ်အဲ့ဒါကိုအညဒိဋ္ဌိယပရိဝါဒလို့ဆိုလို့တယ်သို့တော်မြတ်စွာဘုရားအဲ့ဒီစကံကိုချမှတ်ထားတော့လည်းပဲတချို့ပုဂ္ဂိုလ်တွေတော့ချက်ချင်းပဲခွင့်ပြုလိုက်တယ်ခွင့်ပြုတာတွေရှိတယ်လေးလဆောင်ဆိုင်ရမလို့ချက်ချင်းခွင့်ပြုပေးတယ်အဲ့ဒီချက်ချင်းခွင့်ပြုပေးတဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကိုစိတ်အားထက်သန်ပြီးတော့မြတ်စွာဘုရားပေါ်မှာကြီးညိုလေးစားတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်နောက်တစ်ခါမြတ်စွာဘုရားမရှိတဲ့တည်းပဲယသိတွေကာမဝါဒီယသိတွေကံတရားကိုလက်ခံပြီးတော့ကံတရားကိုဟောပြောတယ်ကံတရားကိုယုံကြည်တယ်ကံဆိုတာလုံးလို့ရတယ်ကုသိုလ်ကံအကုသိုလ်ကံရှိတယ်လို့ယုံကြည်တဲ့ယသိတွေလာလို့ရှိရင်ချက်ချင်းသင်္ကန်းကိုပေးတယ်။ဘာကြောင့်လဲလို့ဆိုရင်ကာမဝါဒီမို့အဲ့ဒီကာမဝါဒီဖြစ်ဖို့ဟာဘုရားဘာသာဖြစ်ဖို့အတွက်အခြေခံအကြောင်းတစ်ခုပဲ။ကံကံရဲ့အကျိုးကိုငြင်းပယ်တာကိုကံရဲ့အကျိုးကိုငြင်းပယ်တာကိုဒုစရိုက်10ပါးတဲ့အဘိဇ္ဇာပြာပါဒမိစ္ဆာဒိဋ္ဌိဆိုတဲ့မိစ္ဆာဒိဋ္ဌိကအဲ့ဒါကံရဲ့အကျိုးကိုငြင်းပယ်တဲ့မိစ္ဆာဒိဋ္ဌိအဲ့ဒါဒုစရိုက်ပဲနော်ဟိုတက္ကရာဒိဋ္ဌိတွေဘာတွေနဲ့မဆိုင်ဘူးရိတ်တာတွေမှာဟောနေတဲ့တက္ကရာဒိဋ္ဌိရောအတ္တဒိဋ္ဌိတွေဒါတွေနဲ့မဆိုင်ဘူးနော်ကံရဲ့အကျိုးကိုငြင်းပယ်လိုက်တဲ့မိစ္ဆာဒိဋ္ဌိဟာအခြေခံအဲ့တော့အဆိုးဆုံးမိစ္ဆာဒိဋ္ဌိပဲအဲ့ဒီမှာငြင်းပယ်တာ၃မျိုးရှိတယ်အကရိယဒိဋ္ဌိဆိုတာကံတရားကိုငြင်းပယ်တာနတ္ထိကဒိဋ္ဌိဆိုတာကံရဲ့အကျိုးတရားကိုငြင်းပယ်တာအာယတုကဒိဋ္ဌိဆိုတာနှမျိုးလုံးကိုငြင်းပယ်တာအကြောင်းနဲ့အကျိုးကံနဲ့အကျိုးဒီနှစ်ခုတစ်ခုငြင်းပယ်ရင်ကျန်တာလည်းငြင်းပယ်ရရောက်တယ်တဲ့အဲ့ဒီအာဟိတုကဒိဋ္ဌိအကရိယဒိဋ္ဌိနတ္ထိကဒိဋ္ဌိအဲ့ဒီမိစ္ဆာဒိဋ္ဌိ၃မျိုးလက်ခံကျင့်သုံးပြီးတော့အဲ့ဒီမိစ္ဆာဒိဋ္ဌိကိုမစွန့်လွတ်ဖဲနဲ့ယဟန်ဖြစ်လို့မရဘူးဘုရားဘာသာမဖြစ်ဘူးလို့ပဲပြောအဲ့ဘုတရဏဂုံတွေဘလောက်ဆိုအဲ့ဒါမရှိမဖြစ်ဘူးအဲ့တော့မြတ်စွာဘုရားရဲ့အခြေခံအသိမြင်ကကမ္မတက္ကတသမ္မာဒိဋ္ဌိရှိပြီဆိုရင်ဒါဘုရားဘာသာဖြစ်နိုင်တဲ့တရားလို့သူတို့ပြောမှာဖြစ်တယ်